နော်ကြားလာသမီးမပြောရကြားလာလို့ ဒီမှာကြားရညာလုံးကြည့် နော်ဆရာမချောချောတော့ရင်ခဏလေးသွားနေပြီပါလို့နေမလားကြွက်လေးတွေပြေးရုံမယ်ကြွက်လေးတွေပြေးရုံမယ်နော်သမီးနော်မပြန်ခေါ်ပါလေသမီးတို့ကဘသူမှအပိုင်မပေးဘူးသမီးတို့အချစ်လို့မွေးထားတာလေဆိုတော့နော်သွားကြအောင်နဲ့တူတယ်မသွားကြအောင်လားဟလားမသွားကြအောင်လားကြွက်တွေပေါ်လို့လေသမီးရနော်ကြွက်တွေပေါ်လို့ပါသမီးမောမလား ဒီညာ မောမလားသမီးရလဲခဏလေးတော့မှာပဲအိမ်မှာပဲနေကြတာမတော့မွေးတာပဲနေကြတာဟုတ်လား